လင်္ကာရဆရာတော်တွေကိုလှူထားတာပေါ့နော်မစိုးရင်တိုင်းမကလင်္ကာရဆရာတော်တွေကိုကားရောင်းဝယ်ရေးကကိုချမ်းမြေကားရောင်းဝယ်ရေးကလှူဒန်းထားပါတယ်ဆရာတော်စာအုပ်တဝက်ပဲရပါတယ်နောက်တစ်ဝက်ဒီနောက်အလှူရှင်ဘဒူဆက်လှူမလဲနောက်အလှူရှင်ဘဒူဆက်လှူမလဲဒါလင်္ကာရဆရာတော်မှာထားတဲ့စာအုပ်တွေပါစာအုပ်တွေရတယ်ခတ်ပါတယ်အဲ့တော့ဆရာတော်ဒကမာကြီးရတဲ့စာအုပ်ကိုအခုရွတ်ပြမယ်ပေါ့နော်ဥခေမိန်ဒဓမ္မပဒအထကထာပါဠိတဲ့ဆရာတော်ဓမ္မပဒအထကထာပါဠိဒီပဋ္ဌာန်း၅ကျမ်းတွေထွက်သလိုဆရာတော်ပထမတွဲဒုတိယတွဲတတိယတွဲစတုတ္ထတွဲပစ္စမတွဲဒီမှာ၅တွဲအဲ့ဒါကဆရာတော်ဓမ္မပဒအထကထာပါဠိဒီမှာ၅အုပ်အတွဲလိုက်ကြီးပါဠိဆိုတအုပ်ထဲမှာတအုပ်ထဲတော့မဟုတ်ဘူးအလှရှင်တွေဒီမှာ၅အုပ်ဒါနော်နောက်ကပါဠိဆရာတော်နောက်ပြီးတော့နေတရဆရာတော်နေတရမရသေးဘူးနေတရကဆရာတော်နောက်တစ်ဖြတ်မှရမယ်နောက်တစ်ဖြတ်အလှရှင်ဘဒုလှူမလဲနော်ဆရာတော်ဒီမှာပါဠိတော်ရသွားပြီပါဠိနေတရသူတို့ကအဲ့လိုတွဲကြည့်ရတာဆရာတော်တွေပြောတာပဲအဲ့ဒါအလှရှင်လိုနေသေးတယ်ဆရာတော်ခဏစာအောင်နော်နောက်ပြီးတော့ဆရာတော်ထေရအပဋ္ဌာနာအထကထာထေရအပဋ္ဌာနာအထကထာဆရာတော်ဒီမှာပါထုနှစ်အုပ်ရတယ်ဆရာတော်ဟိုဒီစတုတ္ထတွဲနဲ့သူက၄အုပ်တွဲပဲဆရာတော်နောက်တစ်ပိုင်းကျန်နေသေးတယ်ဒါလေးနောက်အလှရှင်ဆက်လှူပေးပါနောက်ပြီးတော့ဆရာတော်အဲ့အပဒါနာအထကထာနေတရဒီဆရာတော်နောက်တစ်အုပ်ကျန်နေသေးတယ်ဒါပထမပိုင်းဒုတိယပိုင်းနဲ့ရှိသေးတယ်အဲ့တော့ဆရာတော်ဒီကိစ္စကိုဒီစာအုပ်လိုတာတွေကိုဆရာတော်မပူနဲ့နော်ဒကမာကြီးနောက်ထပ်အလှရှင်ထိုးဝင်လာတာနဲ့နောက်အလှရှင်ဝင်လာတာနဲ့ဆရာတော်အခုကြံငယ်သောစာအုပ်ဒီတေမရတဲ့စာအုပ်တွေကိုဒကမာကြီးကဆက်ပြီးတော့လှူဒန်းပေးမယ်ဆိုင်ကိုလည်းပြောထားတယ်အခုဆရာတော်မရဘဲနဲ့ကြံနေသောစာအုပ်ကိုစည်ရင်းကိုမှတ်ပထားပေးပါနောက်တစ်ဖြတ်အလှရှင်ဝင်တာနဲ့အိုက်စာအုပ်တွေကျမအကုန်ယူမယ်ဘာလို့ဆရာတော်ကအတွဲလိုက်ကြီးပေးမှာနော်ဆရာတော်နော်